Ladies and gentlemen, I am Millions and I am from the Embassy of Education Level 3 morning class. Happy Myanmar Dajan for all the people. You all know that Dajan is like studying a new chapter in your lives. It is a chance to write an incredible story for yourself. I wish you all the restful and happiness in your whole year. မင်္ဂလာပါရှင်။ယခုလိုနှစ်သစ်အချိန်ခါတမယာလေးမှာတက်ရှိတဲ့ဘဝအပေါင်းတို့စိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြေဝကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။ ฮันนิงเดฮะตองกูผู้วิมุภาสีน้ำสะนีพาพินิกะแกมซาကွယ်ซ้อนကိုအောင်ငင်းချမ်းအာရုံကိုစုတောင်းလေးဖြစ်ရအောင် Education မိသားစုမှာတက်ရောက်ခဲ့ကြတဲ့ကျောင်းသူကျောင်းသားဟောင်းများမိဘလူကြီးမင်းများယခုတက်ရောက်နေကြသောကျောင်းသူကျောင်းသားများထပ်မံတက်ရောက်မိကျောင်းသားများအားလုံးကို The Embassy of Education မှနှွေးထွေးစွာကြိုဆိုလျက်ရှိကြောင်းဆုမွန်ကောင်းပါလိုက်ပါရရှင် တကြံပြီးရင် EOE မှာပြန်လည်ဆုံတွေ့ကြမယ်နော်